အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တရားလေးဒီနေ့မှာကျွန်တော်တို့အသုံးပြုနေတဲ့သေဝါတွေရဲ့ effect နဲ့ side effect တချို့အကြောင်းဝေးပြပေးတော့မှာဖြစ်ပါတယ်ဒီနေ့မှာ Acyclovir ရဲ့အကြောင်းလေးပြပေးချင်ပါတယ် Acyclovir ကတော့ကျွန်တော်တို့ virus နှိမ်နေတဲ့အခါမျိုးမှာအသုံးပြုတဲ့ဆေးအမျိုးအစားတစ်ခုပဲဖြစ်ပါတယ် Herpes simplex နဲ့ Varicella zoster virus တွေကိုနှိမ်နေတဲ့အခါမျိုးမှာအသုံးပြုတာပဲဖြစ်ပါတယ် Herpes simplex virus ကြောင့်ဖြစ်တတ်တဲ့ရေယုံရောဂါမျိုး Varicella virus ကြောင့်ဖြစ်တတ်တဲ့ရေကြောက်ရောဂါနဲ့ခုခံအားကျဆင်းမှုကူးစက်ရောဂါများမှာ virus ပိုးဝင်ကူးစက်မှုဖြစ်အောင်ကာကွယ်ရန်အတွက်အသုံးပြုတဲ့ဆေးအမျိုးအစားပဲဖြစ်ပါတယ်ဆေးကတော့ထိုးဆေးရယ်တောက်ဆေးရယ်လင်းဆေးရယ်ဆိုပြီးတော့အမျိုးမျိုးရှိပါတယ်။ပါးစပ်အရေပြားနဲ့လင်းအင်္ဂါတွေမှာဖြစ်တတ်တဲ့ဒီရေယိုရောဂါတွေအတွက်ဆိုရင်တော့200 mg ကိုတစ်နေ့မှာ9ချိန်9ရက်တောက်သုံးပေးရမှာဖြစ်ပါတယ်။ဒါအပြင်လင်းဆေးကိုလည်းအသုံးပြုလို့ရပါတယ်။ယောဂအခြေအနေပေါ်မူတည်ပြီးတော့လည်းရက်တိုးပြီးထပ်ပြီးတော့အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ရေကြောက်ယောဂနဲ့စင်ရေယုံအတွက်ကတော့200 mg ကိုတစ်နေ့9ချိန်9ရက်တောက်သုံးပေးရမှာဖြစ်ပါတယ်။ဒီထားမယ့်ချက်ကတော့ကိုဝင်ဆောင်မိခင်တွေနဲ့နို့တိုင်းမိခင်တွေကတော့ဒီသေးကိုအသုံးပြုတဲ့ခါမျိုးမှာအလွန်သတိထားသင့်ပါတယ်ပြီးတော့တက်ကြီးရွယ်တွေအနေနဲ့ဒီသေးကိုအသုံးပြုမယ်ဆိုရင်တော့သိပမာဏကို short ပြီးအသုံးပြုသင့်ပါတယ်ကြောက်ကယောဂပြင်းပြင်းထန်ထန်ခံစားနေရတဲ့သူတွေအနေနဲ့လည်းဒီသေးကိုအသုံးပြုတဲ့ခါမျိုးမှာသတိထားပြီးအသုံးပြုရမှာဖြစ်ပါတယ်ဒီသေးကိုအသုံးပြုတဲ့ခါမျိုးမှာခန္ဓာကိုယ်မှာရေဓာတ်ကိုလုံလောက်နေဖို့လိုပါတယ်ဒါကြောင့်မို့လို့ရေများများတောက်ပေးတာမျိုးပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝအောင်လုပ်ပေးတာမျိုးဖြစ်ဖြစ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဆေးရဲ့ side effect တွေကတော့ပြုတ်မယ်အမ်မယ်ဝမ်းလျှောမယ်ခေါင်းကိုက်မယ်နွမ်းနယ်မယ်ရားရံမယ်အင်မြင့်ထမယ်အခုပိတ်နေပေါ်မယ်ပြီးတော့နေအောင်ကြီးအထိမခံနိုင်တာမျိုးလေးတွေဖြစ်တတ်ပါတယ်အသားဝါတာအသေးရောင်တာသေးတတ်မတည့်တာပြီးတော့ဒီရုတ်တရက်တောက်ကအားနေတာပြီးတော့သွေးစိတ်ပမာဏညော်နေတာနဲ့ခေါင်းမူတာစိတ်ရှုပ်ထွေးတာအင်္ဂိုက်တာပြီးတော့မရှိတဲ့ဟာကိုရှိရလို့မြင်နေတာမျိုးလေးအုံနောက်နဲ့အာရုံကြောဆိုင်ရာဆိုးကျိုးလေးဖြစ်တတ်တယ်ပေါ့ဒါပေမဲ့အဲ့ဒါတွေကတော့ရှားပါပါတယ်ဒီဆေးကိုအသုံးပြုမယ်ဆိုတော့ဆေးနဲ့ထဲမတည့်တဲ့သူတွေကိုဝင်ဆောင်မိခင်တွေနို့တိုင်းမိခင်တွေအနေနဲ့အထူးသတိထားပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်။ဆေးဝါးတွေကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့လမ်းညွှန်ချက်အတိုင်းအတာအတိအကျအသုံးပြုသင့်တာဖြစ်ပါတယ်။